ဒီမှာတော့ဆောင်းရမ်းကျဲကျွေးချင်းအောင်ချောင်းပတ်ဆက်နော်တော့ NTC ချောင်းပဲဖြစ်ပါတယ်ဒီပွဲလေးရတော့ခင်ဗျာဟုတ်တယ် level 4ကိုပြန်ကျဲဖလက်ကလေးပြန်ပြနေဟုတ်တယ်များဘန်ကြီးရတော့ခင်ဗျာ NTP ချောင်းစရပါပြီ NTC ချောင်းတယ်ဟုတ်တယ်ခင်ဗျာ1 NTC ဆောင်မယ်ဟိုကျ1 kg ရရရှိပါပြီညဟုတ်တယ်1အော်လှရတဲ့ကွက်လေးခင်ဗျာတကယ်လှရအဲ့ကွက်လေးရတော့ရင်းအောင်ချောင်းတကယ်ကောင်းပါပြီကွက်လေးရနော်တကယ်စကီးကောင်းပါပြီဟုတ်တယ်ဒီဆောင်ပြန်ပြီးကမ်းပါမလားဟုတ်ဆရာကြီးခွေးလေးကိုမှန်ကန်တိုက်နေတယ်ဟုတ်တယ်ဟုတ်တယ်1ဟာအင်းလူရရဆောင်းရောက်မိုက်တယ်များဟောမှာပြီတူကီဘုံပလီကလေးလွဲပါလားထင်းသေးတော့တယ်ဟောကြီးများပြန်ကန်တယ်ဒီကမှာပလီကကောင်းတယ်ခင်ဗျာ3 1ဒီကနေထားပါဦးတယ်ကြေးရောများခင်ဗျာဟုတ်ပြီလွဲပါဟုတ်တယ်ဗျာကန်တယ်ဟုတ်တယ်MDC ဝါဟေးတော့တကယ်ဆက်ရပါပါပြီတော့ဒါတော့ဒါမားလေးပိုင်းပြောပြပေးလို့ရရင်နော်ဒါကျွန်တော်လည်းခုမှစလောထားတာမဟုတ်ပါ MDC ကြောင်းပြန်ကမ်းပတ်လာရင်များဒီမှာတော့ဟုတ်တယ်ဗျာရှင်းအောင်ခဏပြန်ကြည့်နေရင် MDC ကြောင်းရဲ့ဒမိတ်ကိုခံစားလို့ရတယ်ဖြစ်နေတယ်ဟုတ်တယ်ဗျာ MDC ကြောင်းပဲဒါကြောင့်မြောက်တော့မှပြန်လည်တွေ့ပြီမင်းလားငါလားမေးပြီယူရချောပြန်တမိတ်ကပိုးတာပါလားဗျာဒီမှာမြောက်တော့ပြန်ထိတ်တိုက်နေပြန်ပြီသူမတော့တွေ့ကြမှာဒီမှာတိုးမြောက်ကအများနဲ့တွေ့နေကြပါလေဟုတ်တယ်ဗျာအကန်ပြီဟုတ်တယ်MDC ကြောင်းတမိတ်ကတိတ်မပေါအောင်နော်ဟုတ်တယ်မြောက်ဟုတ်တယ်ထိုးတယ်ပတ်စစ်1ဟုတ်တယ်ယူဆောင်ပြန်ပြေးလိုက် MD ရောပြန်လိုက်တယ်ဟုတ်တယ်ထိုးတယ်အိုးဘွေရတော့ပြီးပါပဲခင်ဗျာ 5K ဝင်ရွေးအောင်ချောင်းပဲနိုင်ရရှိပါပါတယ် MD ချောင်းရှုံးသွားတဲ့စိတ်မကောင်းရင်နောက်ထပ်ပွဲမှာလာပြိုင်လို့ရပါတယ်နော်ခုတော့ရွေးအောင်ချောင်းဝင်လာ